မနေ့ပိုင်းမှာတော့စောစောထပြီးဆွမ်းတော်ကပ်ဖြစ်ခဲ့ပါတယ်ပြီးတော့ဒီညီမလေးတွေနဲ့အတူတူတပ်ပုံရိုက်ဖြစ်သွားပါတယ်သူတို့ကိုတပ်ပုံရိုက်ပြီးဖို့ပြောရင်းနဲ့သူတို့ကလည်းတပ်ပုံတူရိုက်ချင်နေဆိုလို့တပ်ပုံရိုက်ဖြစ်သွားတာပါပြီးတော့အောက်ကိုဆင်းပြီးတော့ရှုခင်းလေးပါလေးတွားကြည့်ရင်တပ်ပုံလေးပါလေးတွေတွားရိုက်ပါတယ်ရှုခင်းကတော့မြင်တဲ့အတိုင်းတကယ်ကိုလှပါတယ်အမြင့်ကြီးကနေကြည့်ရတဲ့မြင်ကွင်းဆိုတာဘယ်လိုခံစားချက်တွေပေးလဲဆိုတော့ကိုကထိတ်ဆုံးမှရောက်နေတယ်လို့မျိုးခံစားရတယ်အဲ့လိုမျိုးပါပဲပြီးတော့တယောက်တည်းဖြစ်နေတော့လည်းနည်းနည်းကြောက်တော့လည်းနိုင်တော့ဗီဒီယိုလေးပါလေးတွေရှာရင်မြင်ကွင်းလေးတွေကြည့်ရင်ဒီလိုချင်းကအရင်မိုက်ပါတယ်ပြီးတော့နောက်တစ်ချိန်လာဖြစ်အောင်မယ်ဆိုရင်အခုလိုအခြေအနေမဟုတ်ဘဲနဲ့ဖះကိုလည်းရွှေသင်္ကန်းနဲ့အဲ့လိုထပ်ဖူးချင်ပါတယ်ဒီနားအမအုပ်စုရဲ့အမတယောက်ကလည်းတပုံရိုက်ပေးခဲ့ပါသေးတယ်ပြီးတော့ဒီကကောင်စောအင်ဂျင်နီယာမောင်လေးကလည်းဒီတပ်ပုံကိုရိုက်ပေးခဲ့ပါတယ်တပ်ပုံရိုက်ရပြီကူတပ်ပုံလေးအများကြီးရလာပြီဆိုတော့ပြောပြီးတော့ပြင်တက်လာပါတယ်ပြီးတော့ရွှေတန်ငယ်လေးလူပြပါသေးတယ်ရွှေတန်ငယ်ကပ်ဖို့ကတော့အမျိုးသမီးမဝင်ရဆိုတော့အဲ့ဒီလူလေးတယောက်ကပဲတွေ့သွားလုပ်ပေးခဲ့ပါတယ်ရောက်တဲ့အခိုင်မှာတော့ကြီးပစားလိုင်ကိုလည်းရအောင်သွားအောင်မယ်ဆိုပြီးတော့ပြန်မဲ့မနေ့ကြီးကိုပဲထပ်သွားလိုက်ပါသေးတယ်လမ်းကြောင်းကဘယ်လိုသွားရမလဲဆိုပြီးတော့အဲ့ဒီတဲတဲ့နေရာမှာပဲမေးခဲ့ပါတယ်တဲတဲ့ထမင်းဆိုင်ကသူတို့ဖက်နက်စီကိုလိုလာလို့မေးလိုက်တဲ့ခါမှာတော့ဖက်နက်စီသွားဖို့လိုရလို့ကြံပေးလိုက်ပါတယ်အဲကြောင့်ဖက်နက်လည်းစီသွားပါတယ်ဒါပေမဲ့ဒီဖက်နက်ကအဆင်မပြေပါဘူးဒီလမ်းတွေကိုသွားမယ်ဆိုရင်အဆင်းအတက်တွေလောက်ရမှာမဟုတ်လို့တက်တောင့်တက်တာရှိမဲ့ဖက်နက်ကိုရွှေလေးစီသွားဖို့လိုပါတယ်ဒီလိုလေကားထက်တွေကဆင်းလိုက်တက်လိုက်ပါပဲအသွားတော့ကတော့အဆင်းတက်ပါမယ်အပြန်ကြိုက်ရင်တော့ဒီကိုဆင်းလာခဲ့တဲ့လေကားတွေကိုပြန်တက်ပြီးမှပဲပြန်လာရမှာပါအဲ့ဒါကတော့တော်တော်ပြင်မှန်ပါတယ်အဲ့ဒီလိုနဲ့ဖះကိုရောက်သွားပါတယ်ဖះတမိုင်းချောင်းနေပါတယ်တော့သိမသိပါဘူးရောက်တော့ရောက်ခိုင်းမောင်းလို့ရောက်ဖူးအောင်ပဲဝင်လာတာပါဒီလိုဒီဖះကကြီးရဲ့ပါဇက်ထဲမှာရှိရအဝေးကြီးအမြင့်အော် no ပါဇက်ကဟိုဘက်ကကြည့်မှမြင်ရမှာဒီမှာကဒီတစ်ခုဒီမှာဟိုဘက်ကနေကြည့်ရမယ်ထင်တယ်အကောင်လုံးဆင်းပြီးတော့ရောက်ပါပြီဆက်ဒါကပြန်မဲနေဆိုတော့အခုဒီကိုလာပြီးရင်ပြန်တော့မှာပါအဲအကြောင်းမို့ဒီကူထဲတွေပါရတော့မဝင်တော့ပါဘူးအပြင်ကနေပဲပတ်ကြည့်ပြီးတော့ဗီဒီယိုလေးတွေပါလေးတွေဆိုင်တစ်ပုံလေးရိုက်ပြီးတော့ဝင်ပြန်တော့မှာပါပြန်มาတော့မယ်အခုကတော့ပြန်နေပါပြီအဆောင်ပြန်ရောက်တဲ့ချက်ချင်းဟိုအဆောင်ရည်လေးပစ္စည်းတွေပါထုတ်ပိုးပြီးတော့ပဲပြန်လာခဲ့ပါတယ်တောင်ဆင်းကားကိုမြင်အောင်လည်းတွားရအောင်ပါတောင်ဆင်းကားတွေကအမြင်နဲ့ရှိပေမဲ့ကားကနောက်တစ်ဆင့်နဲ့ထပ်စီးရအောင်မှာမလို့မြင်ဆန်လုပ်ပြီးတော့ပဲတွားပြလိုက်ပါတယ်တောင်ဆင်းကားကိုရောက်တော့လဲနိုင်ဝက်လောက်ထပ်ဆောင်ရပါသေးတယ်သူတို့လူပြအောင်ဆောင်တာလို့ပြီးတော့သူတို့ထွက်ဖို့တခြားပြင်ဆင်တာတွေပါနေနဲ့နိုင်ဝက်လောက်ထပ်ကြပါသေးတယ်ဒီတစ်ခေါက်လာကခေပေတော့မစီးရပါဘူးတ
တယောက်ထဲလာတာတညာအိပ်ပဲဖြစ်နေတော့လဲအချိန်ကသိမ့်မရပါဘူးအဲအကြောင်းတော့ခေါက်လာဖြစ်ရင်တော့ခေပဲလဲစီးပါပဲစကိုင်းရှာနာမပေးချတာပေါ့ဒါကတော့အပြန်လမ်းမှာပါရမီထားတာဖြစ်ပါတယ်ဒီလိုနဲ့ခီးစဉ်ကအောင်မြင်စွာပြီးဆုံးသွားပါတယ်ဘိုင်ဘိုင်